ဖုန်းဆက်ခွင်ပေါ်မှာမိမိကိုအားပေးစာလေးနဲ့အတူ9နာရီအလန်းမီတန်နဲ့နိုးလာတဲ့အီနာမီဆိုတဲ့မိန်းကလေးဟာဒီနေ့လောက်ရမယ့်သူမရဲ့ schedule တွေကိုလောက်ရန်စစ်ဆေးလိုက်ပြီးတချင်းကိုဖွင့်တငယ်ချင်းတွေနဲ့စုံရက်ကိုချိန်ကကားတဒံမြေအောက်ရထားတဒံနဲ့ရုံရောက်လာပါတယ်။သူမရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအတိုင်း social media သုံးလိုက် online shop ဝယ်လိုက်နဲ့ဖြတ်တန်းလာပါတယ်။ညနေအလုပ်ဆင်းချိန်မှာတငယ်ချင်းတွေနဲ့တောက်စားပြီး bus ကားနဲ့ပြန်လာချိန်မှာတော့ထိုကားပေါ်ကြာကြံခဲ့တဲ့သူမဖုန်းကိုလူတစ်ယောက်ကကောက်ယူသွားပါတယ်။အိမ်မှာခေါက်ဆွဲပြုတ်ကိုကြာကြာနာနာပြင်ဆင်ပြီးထိုင်းနိုင်ငံ location နဲ့ Instagram မှာတင်နေတဲ့လူငယ်ဟာအီနာမီရဲ့ဖုန်းကိုကောက်ရထားသူဖြစ်ပြီးဝင်လာသမျှဖုန်းတိုင်းကိုကြိုရေးထားတဲ့စာသားတွေအတိုင်းမိန်းကလေးတန်နဲ့ပြန်ဖို့ကအီနာမီဆိုတဲ့နာမည်ကိုချရေးလိုက်ပါတယ်။နာမီရဲ့အိမ်ကိုရောက်လာတဲ့ကောင်မလေးတစ်ယောက်ဟာအိမ်တစ်ခုလုံးမှွေနောက်ရှာပြီးရဲ့နောက်ရှေ့ကကိုပြစ်အောက်မှာခြေထောက်တစ်ဖက်ကိုမြင်လိုက်ရပြီးထိတ်လန့်စွာနဲ့သွားလှုပ်နိုးကြည့်တဲ့အခါမှာမူပြီးကြုံရဝင်အိတ်နေတာဖြစ်ပါတယ်။တစ်ဖက်မှာနာမီရဲ့ Instagram အကောင့်ကိုရှာဖွေနေပေမဲ့ဂျဲဂျူကျွန်းမှာနေသူတွေအိမ်အောင်ရှိအမျိုးသမီးတွေကိုသာရှာတွေ့နေကြ။နာမီရဲ့ဖုန်းတွင်တက်တွဲပြီးတင်ထားတဲ့တငယ်ချင်းတစ်ယောက်ရဲ့နိုတီကြောင့်ယူဇာနေအတိအကျကိုရှာတွေ့သွားပါတယ်။ယူကြောင်မူကြောင်နဲ့ကိုပြစ်အောက်ဝင်အိတ်နေသူနာမီကတော့ညကဘာကားနဲ့ပြန်လာမိလဲတော့မမှတ်မိပဲအခုမှသူမဖုန်းကိုပြပြစလဲထားရှာနေရကြောင်းတငယ်ချင်းဖြစ်သူကလှောင်ရင်နေပါတယ်။ဦးကျွန်းရောင်းဆိုတဲ့လူငယ်ဟာကောက်ရလာတဲ့ဖုန်းပိုင်ရှင်နဲ့ပတ်သက်သမျှအသေးစိတ်ကိုတေချာချရေးနေချိန်ဖုန်းဝင်လာတာကြောင့်ကင်လိုက်ပြီးသူမအရန်ပင်ပန်းနေခဲ့လို့ဖုန်းပြောက်တာတော့မသိပဲအချိန်တော်ကြာမှဆက်သွယ်မိလို့တောင်းပန်နေတဲ့နာမီဟာအသိရေးထားတဲ့စာသားတွေနဲ့မိန်းကလေးအတန်ကိုအလိုက်တင်ဖွင့်ပေးထားပြီးနာမီနဲ့အနီးဆုံးရက်ကွက်ကကော်ဖီဆိုင်မှာတနားအတွင်းပြန်ပေးမယ်လို့ချိန်ဆိုက password တွေကိုရှောင်းနေပြီးဖွင့်ကြည့်ပါတယ်ဘလို့မှစူးစမ်းလို့မရတဲ့အဆုံးမှာတော့ဖုန်းကိုစပွဲကုံတောင်းနဲ့ရိုက်ခွဲလိုက်ပါတော့တယ်ရက်နှဲငယ်ကြတော့မိန်းကလေးတူရဲ့ပုတ်ပွားနေတဲ့အလောင်းကိုရဲတွေစစ်ဆေးနေကြပြီးတပတ်လောက်ရွာနေခဲ့တဲ့မိုးကြောင့်ခြေရလက်ရဘာမှမကြံခဲ့ပဲတသက်အဖြစ်သိမ်းယူလာနိုင်တဲ့အရာတစ်ခုသာရှိခဲ့ပါတယ်တောထဲကဈေးပင်တစ်ပင်မှာဦးကျွန်းရောင်းဆိုတဲ့နာမည်နဲ့အောက်မှာအဲ့ဒီမြေဩဇာအားဖြင့်ဆေးဘူးကိုထိုးဆိုင်ထားပြီးအသက်ခံရတဲ့သူနဲ့အတူတူမြုပ်ထားတဲ့အတွက်နင့်နာသူတည်တဲ့အချိန်နဲ့တသက်တိတိကျကျရှိနေလို့ဦးကျွန်းရောင်းဟာတရားခံမဲလို့ဆွဆွဲနေပါတယ်ရဲရရှိတယောက်ကတော့အိမ်ကထွက်သွားတာ9နှစ်လောက်ရှိနေရတော့အခုထိအိမ်လိပ်စာမပြောသေးတဲ့ဒီလိုအသေးငယ်တဲ့ကောင်ဟာလူသက်သမားမဖြစ်နိုင်ပဲဦးကျွန်းရောင်းရဲ့အပေါင်းပါတွေလောက်တာလို့ယူဆနေပါတယ်ဖခင်ရဲ့အလုပ်ကိုကူညီရန်လမ်းကြုံဝင်လာတဲ့နာမီယာသူမဖေကဖုန်းပြန်ရှာတွေ့ပြီလားလို့မေးတဲ့အခါဘလို့သိနေလဲဆိုတော့သူမတငယ်ချင်းအုံးကျူကပလက်ကျွတ်နေတဲ့ဓာတ်ပုံနဲ့တွဲတင်ထားတာမြင်လိုက်ရပါတယ်ခဏကြာနာမီအတွက်ဖုန်းဝင်လာလို့နားထောင်လိုက်တော့သူမကိုပြန်လာပေးမဲ့ဖုန်းကကြာခွဲသွားလို့ဖုန်းပြင်ဆိုင်မှာငွေရှင်းပြီးအပ်ပေးထားပြီလို့ဆိုကလိပ်စာလိုက်မှတ်ခိုင်းပါတယ်စာရွက်ထဲမှာပါတဲ့ shopping center အဟောင်းတစ်ခုထံရောက်သွားတော့နှာခေါင်းစည်းမပါပဲမဝင်ရဆိုတဲ့စာကြောင့် match နဲ့အထဲဝင်ကြည့်တဲ့အခါဦးပြုပြင်ရေးဆိုတဲ့နာမည်နဲ့ကောင်တာပေါ်ကသူမဖုန်းကိုလည်းမြင်တာနဲ့ဝင်လာခဲ့လိုက်ပါတယ်ကွဲနေတဲ့ဖုန်းကိုစစ်ကြည့်နေစဉ်အုတ်ထုံးနဲ့ match တက်ထားတဲ့လူကဖုန်းပြုပြင်ခြင်းခွင့်ပြုချက်စာရွက်မှာနာမည်လိပ်စာနဲ့ပင်နံပါတ်တို့ကိုဖြည့်ခိုင်းပါတယ်အဲ့ဒီနောက်ဖုန်း screen ကိုအမြန်ဆုံးလဲပေးလိုက်ပြီးဖုန်းကိုလော့ဖွင့်ကနာမီရဲ့ data folder အတွင်းစောင့်ကြည့် software တစ်ခုထည့်သွင်းပေးလိုက်ပါတယ်အိမ်ငိုက်နေတဲ့နာမီထံဖုန်းပြန်ပြီးတော့လက်ရတည်တတ်တဲ့ပြင်ဆင်မှုကြောင့်တေချာနှုတ်ဆက်ပြီးပြန်သွားပါတယ်ဂျွန်ယောင်းဟာနာမီရဲ့ဖုန်းအတွင်းကစောင့်ကြည့် application နဲ့သူကလုံးထားတဲ့ဖုန်းမှာနာမီစာပို့သမျှဖုန်းပြောသမျှနဲ့ရှေ့နောက်ကင်မရာကနေလုံးသမျှအားလုံးကိုစောင့်ကြည့်နေပါတော့တယ်နောက်တစ်ရက်ဂိမ်းစော်ရင်ဆိုင်ဆောင်နေတဲ့နာမီရဲ့ဆိုင်ကိုရောက်သွားတော့အုတ်ထုတ်ကိုတေချာကြည့်နေတဲ့နာမီဟာဒီဆိုင်မှာသူမနစ်ကတောက်ဘူးတဲ့ဈေးဖြော်ရည်ရသေးလားမေးတော့မီနူးထဲတော့မပါသေးတာကိုမရောင်းတော့ဘူးလားဆိုတဲ့အတွက်ဖြော်ပေးလိုက်ပါတယ်မှားထားတာတော့ပို့တော့သူမစောင့်နေကြဘတ်ဂျီမိုဘိုင်းဂိမ်းကိုစောင့်နေတာမြင်လိုက်ရပြီးအကြံသမားဂျွန်ယောင်းဟာဆိုင်မှာဘသူမှတောက်မကောင်းလို့မရောင်းရတဲ့ဈေးဖြော်ရည်ကိုသူ့အတွက်ရောင်းပေးဖို့တောင်းဆိုနေပါတယ်နာမီရဲ့ဖေပြန်ရောက်လာတော့သူ့သမီးကိုသာဖြော်တိုက်တဲ့အေးကိုမသိတဲ့လူထံရောင်းနေတဲ့အတွက်စူပူနေတာမို့ဆိုင်ကနေထွက်လာခဲ့လိုက်ပါတယ်ရဲရရှိဦးမန်ကြီးဟာအိမ်ကထွက်သွားတာ9နှစ်ရှိပြီဖြစ်တဲ့သူ့သားရဲ့လိပ်စာကိုဇနီးဖြစ်သူထံကတောင်းကြည့်ပါလားဆိုတဲ့ဂျွန်ဟိုရဲ့စကားတွေကြောင့်အိပ်ပျော်နေတဲ့ဇနီးဖြစ်သူရဲ့ဖုန်းကိုယူစစ်ကြည့်တော့သူမသိအောင်အိမ်မကြာခဏပြောင်းနေတဲ့သားဖြစ်သူတန်းစားစရာတွေပို့နေမှသိလိုက်ရပါတယ်ဦးဂျွန်ယောင်းကတော့နာမီရဲ့ကင်မရာနဲ့ဖုန်းစခရင်ကိုတာဝန်သိစွာမျက်နှာမလွှဲထိုင်ကြည့်နေပြီးဖုန်းတွေပါလွတ်ကြတဲ့အထိအိမ်ငိုက်နေတဲ့နာမီအိပ်ပျော်သွားချိန်မှာဖုန်းထဲက data တွေကိုတညလုံးမှွေနှောက်နေပါတော့တယ်မနက်9နာရီအလန်းနဲ့ပြန်နိုးလာချိန်မှာတညလုံးဝရိယကြီးစွာမှွေနှောက်ပြီးဖြစ်တဲ့ဂျွန်ယောင်းတယောက်နာမီရဲ့အခန်းကတော့အဖော်မရှိတာနဲ့နေထိုင်တဲ့နေရာအတိအကျအပြင်အမြဲလို့နောက်ကျလေးရှိတဲ့နာမီစီးနေကြဘတ်ကားရဲ့ဘဲမတိုင်ဘဲဘူတာကိုရပ်ထားစီးတာကအစနောက်ဆုံး social media မှာလျှို့ဝှက်သုံးနေတဲ့အကောင့်လိုမျိုးနဲ့ဘဲကုမ္ပဏီမှာအလုပ်လုပ်တာမျိုးအစုံအားလုံးကိုသိလာခဲ့ပါတယ်နာမီနဲ့ပေါင်းတဲ့ဆက်ဆံနေသူတွေရဲ့နာမည်အားလုံးကိုချရေးထားတဲ့ဂျွန်ယောင်းဟာသူ့ရဲ့ပထမပြတ်မှတ်မိန်းကလေးရဲ့ပုံစာနာမီရဲ့ပုံကိုဝေါ်ပေပါပြောင်းလိုက်ပါတယ်နာမီကိုသူမ CEO ကလမ်းခေါ်ပြီးနောက်တစ်ပတ်ပြပွဲမှာသူတို့ထုတ်ကုန်တွေပြသခွင့်ရတော့မှာမို့ထိုအတွက်စ조사ပေးခဲ့တဲ့အီနာမီကိုလာစာနှစ်ဆတိုးပေးခဲ့ပေမဲ့အခြားလုပ်ဖို့ကံဘက်တွေမသိစေနဲ့ဆိုတာကြောင့်လုပ်ငန်းကိစ္စအောင်မြင်ခဲ့ရင်သူတို့ကိုပါတိုးပေးဖို့တောင်းဆိုခဲ့လိုက်ပါတယ်ဂျွန်ယောင်းရဲ့ဖခင်ဟာထမင်းဝိုင်းမှာသူ့ဇနီးမြင်အောင်ဂျွန်ယောင်းကြိုက်တတ်တဲ့ဟင်းနုနယ်ကြော်ကိုထည့်ထားပြီးတတိယလို့ဆိုတာကြောင့်ရုတ်တရက်ကြီးဘာတွေပြောနေရလဲလို့မေးလိုက်ပါတယ်မနေ့ကအမှုဖြစ်နေရတောင်ပေါ်မှာဘယ်သူမှလွယ်လွယ်မရောက်နိုင်မဲ့နေရာတစ်ခုကအလောင်းမျိုးလို့
ကောင်းလောက်မဲ့ဇီးပင်ကြောင့်ဂျုံရောင်းငယ်တင်ကလူမသိသူမသိဇီးပင်စိုက်ခဲ့ဘူးတာကိုအမှတ်ရခဲ့တာမို့သူတို့သားဘယ်မှာရှိနေလဲလို့မေးပါတယ်ဇနီးသက်စီကတခုမှထွက်မလာသေးခင်သူအတီးပြုတ်ခိုင်းထားတဲ့ဂျုံရောင်းရဲ့လိပ်စာကိုသိရပြီးမို့ထွက်သွားပါတယ်ဂျုံရောင်းဟာရုံးမအလုံးရှုံနေတဲ့နာမီရဲ့အိမ်ကိုအလွယ်တကူဖောက်ဝင်လာပြီးအန်သွဲတွေကဖုန်းဟောင်းတစ်လုံးကိုရှာတွေ့လာပါတယ်စစ်စင်ရေးအတွက်ဌာနကလက်နက်ထုတ်ယူခဲ့တဲ့စုံတော့ဦးဟာလွန်ခဲ့တဲ့နှစ်ကဖုန်းပြောက်သွားတဲ့ဂျုံရောင်းဟာဒီခေတ်ကြီးထဲမှာဖုန်းလုံးဝမသုံးမဲနေတဲ့ဆိုတဲ့ဂျုံဦးရဲ့သတင်းတွေကိုနားထောင်နေပါတယ်ထပ်မံစုံစမ်းမိလာတာက2019မှာငွေ2 သန်းခွဲလောက်လိမ်လည်မှုရှိခဲ့ဘူးသလိုဖုန်းမသုံးပေမဲ့ဖုန်းမြင့်တိုင်ဖွင့်ထားတာကြီးကအတိတ်ပဲမရှိလာတာမို့ဝင်ရောက်ရှာဖွေရမလားမေးပေမဲ့ပြန်မဖြေပဲတယောက်တည်းထွက်လာပါတယ်သူရထားတဲ့လိပ်စာအတိုင်းဂျုံရောင်းရဲ့အခန်းကိုလာနေတဲ့ပစ္စည်းပို့သမားတယောက်ကိုတွေ့တာနဲ့ယူထားလိုက်ပြီးအခန်းထဲရှာဖွေနေတဲ့ဂျုံရောင်းပြန်ရောက်လာပါတယ်သို့ပေမဲ့တောဖွင့်ဝင်ခင်သူထားခဲ့တဲ့အမှတ်သားတစ်ခုခြေရလက်ရပြတ်နေရကြောင်းပြန်ထွက်သွားတာနဲ့စုံတော့ဦးလည်းအခန်းထဲကဖုန်းအများပြားရဲ့အလောင်းရှာတွေ့စဉ်ကတွေ့ခဲ့ရတဲ့လက်သက်သိုးသေးရဲ့ကိုပါရှာတွေ့လာပါတယ်ဂျုံရောင်းဟာသူ့အခန်းထဲမှွေနှောက်နေတဲ့စုံတော့ကိုနောက်ကပတ်ချောင်းနေပြီးအခန်းထဲကဦးမန်ကြီးကတော့သူ့လောင်းရှာတွေ့ထားတဲ့ကောင်မလေးရဲ့ဓာတ်ပုံတွေအဝတ်ပီတို့အတွင်းကခီးဆောင်ရဲ့အတွင်းမှာတရုတ်တထံအမျိုးမျိုးနဲ့နာမည်လိပ်စာကတ်တွေရှာတွေ့လာတဲ့အပြင်ပြစ်မှတ်ကိုဘယ်ပုံပဲနည်းချင်းကပ်လို့ရနိုင်မလဲအသေးစိတ်ရေးထားတဲ့စာတွေကိုစစ်ဆေးနေတဲ့စာဝင်လာတဲ့အတွက်ဖတ်ကြည့်တော့မတွေ့တာကြပြီးအဖေဆိုတာနဲ့သူ့ပုံကိုပါပို့လာပါတယ်ဒါကြောင့်အပြင်ထွက်ပြီးလိုက်ရှာတဲ့အခါတနေရာပြီးတနေရာကနေသူ့ကိုအယူလုံးလက်သားနေတဲ့သားဖြစ်သူဟာတတိတရားလာပြီးတာကျေးဇူးပါဆိုတဲ့စာနဲ့အတူဖုန်းတစ်လုံးကိုအဝေးကထိန်းချုပ်ထားတာဖြစ်ပြီးတိုက်ခန်းတွင်ကတပ်တွေအားလုံးဖျောက်ဖျက်ကခီးဆောင်အိတ်ကိုယူဆောင်သွားပါတယ်အဲ့ဒီနောက်နာမီရဲ့ဖေထန်သွားကမီနူးထဲမှာမပါတဲ့ဇီးဖြော်အိမ်မာနေရကြောင်းရောင်းပေးလိုက်ပြီးလူတယောက်မျက်နှာကိုလွယ်လွယ်နဲ့မမိနေတတ်လို့မတွေ့တာကြပြီးပဲလို့နှုတ်ဆက်တဲ့အခါဂျွန်ရောင်းထိတ်လန့်သွားပါတယ်ပါဆယ်ထိုင်ဆောင်နေတော့လုတ်ပေါ်ကန်ဘက်တွေလာသာမတိုးလို့စိတ်ပြတ်နေသူနာမီရဲ့ဖုန်းထံသူကော်ဖီဆိုင်မှာရောက်နေပြီလို့စာပို့လိုက်ပြီးအကြံဖန်နဲ့မာထားတဲ့တချင်းခွေထွက်ငွေချေလိုက်ပါတယ်ပြီးတော့ဘတ်စကတ်ဘောကစားပွဲလက်မှတ်တွေကိုနာမီလိုချင်နေမှတိတိရက်နဲ့ဘယ်မှာပြန်ရောင်းလို့ရလဲမေးကအလက်ကားနီးပါးနဲ့ပြန်ရောင်းခဲ့ပြီးလိုအပ်တာရှိရင်ဆက်သွယ်ဖို့ရဲရရှိလိမ့်စာကပေးခဲ့လိုက်ပါတယ်ဒီအချိန်ဇီးပြောရယူလာတဲ့နာမီရဲ့အဖေကသူ့သမီးနဲ့စကားပြောနေတာမကြိုက်တာမို့တခါသုံးခွက်နဲ့ဆိုင်ထဲပေးမတော့ဘူးဆိုကမောင်းထုတ်တာကြောင့်ထွက်လာခဲ့လိုက်ပါတယ်ညဘက်သမီးဖြစ်သူကိုလိုက်ဖို့ရင်ထူးဆန်းတဲ့ကောင်ကိုခဏခဏမြင်နေရလို့သူပါသိုးကိုပြောင်းလာခဲ့ရမလားမေးပြီးဖောက်တဲ့ပါလို့ပြောတချင်းခွေဝဲနာမီကြိုက်တဲ့ဘတ်စကတ်ဘောလက်မှတ်တွေရောင်းသွားတာကတိုက်ဆိုင်လုံးနေရလို့ပြောပြတော့လေသူမအဖေအဲ့လိုအဖြစ်တဲနေရကိုပိုစိတ်ညစ်ရလို့ဆိုပါတယ်ဖခင်ဖြစ်သူပြန်သွားချိန်မှာနောက်ကလိုက်လာတဲ့ဂျုံရောင်းဟာနာမီရဲ့အိမ်ထိလိုက်လာပါတယ်ဖုန်းဝါကုန်နေလို့ထသွင်းဖို့လုပ်နေသူနာမီရဲ့အိမ်တကားကိုခပ်ပြင်းပြင်းခောက်လာပြီးတကားလော့ကိုပါကနန်းနှိပ်ဖွင့်နေတဲ့အတွက်ဓာတ်ကိုအသင့်ပြင်ကစောင့်နေလိုက်ပါတယ်ပွင့်လာတဲ့တကားကြားကဖုန်းတစ်လုံးရင်ဝင်လာပြီးဓာတ်ပုံရိုက်ခါထွက်လာသူကအုံးကျူမှုဆဲဆိုလိုက်တော့စိတ်ပြက်နေပုံရတဲ့သူမတငယ်ချင်းကဘီယာတောက်ကြမယ်လို့ခေါ်ထုတ်ပါတယ်အလုပ်အင်တာဗျူးလည်းမအောင်မိခင်နဲ့လည်းရန်ဖြစ်လာတဲ့အုံးကျူကသူမနာမီနဲ့အတူနေမယ်လို့ဆိုရင်ဘတ်စကတ်ဘောပွဲထိုင်ကုန်လက်မှတ်ပေးသွားသူရဲ့ပုံစံကိုဆက်စုနေပါတယ်နာမီကတော့သူမနဲ့အချိန်နှဲငယ်သာဆုံခဲ့ဘူးပေမဲ့အကြိုက်တူတဲ့အရာတွေများနေလို့ဖခင်ဖြစ်သူကစိတ်ပူနေတဲ့အထီလို့ပြောပြတော့လိမ့်စာကတ်ကအစိမ့်မြင့် digital အရာရှိဆိုတာကြီးကိုဂျင်းဒီသလိုရှိတာနဲ့သူတို့တငယ်ချင်းအဲ့ဌာနမှာရှိမှတတိယသွားပါတယ်ဒီချိန်နာမီရဲ့ဖုန်းကပွင့်လာပြီးသူမဖခင်ရဲ့ဖုန်းထံ message ပို့ကထပ်ပြောက်မသွားအောင်တီနေရာကြည့်ဖို့အတွက်ပေးထားတဲ့ link အတိုင်းဝင်ခိုင်းပါတယ်အဖေဖြစ်သူဆိုတော့လေသူ့သမီးပို့တဲ့အမှတ်နဲ့ link ကိုဝင်လိုက်တဲ့အခါဖုန်းကိုထိန်းချုပ်တဲ့ software ကစတင် install လုပ်ပါတော့တယ်စုံတော့ဦးဟာသူ့သားကြောင့်နစ်နာခဲ့ရတဲ့မိန်းကလေးရဲ့မိခင်နဲ့တွေ့တော့သူ့သမီးပြဿနာတွေမဖြစ်ခင်ဖုန်းပြောက်ဖူးခဲ့ပြီးမှန်ကွဲသွားတဲ့ဖုန်းအတွက်ရော်ကြီးပေးကပြင်တိုင်းတစ်ခုမှပြင်ပေးဘူးတယ်လို့ပြောပြလိုက်ပါတယ်နာမီရဲ့ငယ်ဘွားကဗီဒီယိုကိုပြန်ကြည့်နေတဲ့အိဆောင်ယူထံပါဆယ်ပုံးရောက်နေတယ်ဆိုတာကြောင့်မနိုင်မနှင်းနဲ့ပုံးကိုထွက်တဲ့နေတော့နောက်ကရိုက်တာခံလိုက်ရပါတယ်တစ်ချိန်တည်းမှာ Instagram ကတငယ်ချင်းဖြစ်သူတင်ထားတဲ့ post ကို like ပေးထားတဲ့ဖခင်ရဲ့ account ကို follow လုပ်လိုက်ပြီးမဲ့ဂျွန်ယောင်းကဖမ်းဆီးထားပြီးဖြစ်ပါတယ်ညကြီးမင်းကြီးဆိုးရွားတဲ့ရာသီဥတုကြားမှာအလောင်းတွေဒူးဖော်နေတဲ့ရဲတွေကြားတဲ့စုံတော့ဦးလည်းစိတ်ပြက်စွာရောက်လာပါတယ်နောက်တရက်အဲ့ရကနိုးလာတဲ့နာမီတယောက်ပိုးလိုပလက်အိတ်နေတဲ့အွန်းကျူကိုဆေးထိုးဖို့ဓာတ်ပုံရိုက်ယူပြီးမှ miss call ပေါင်းများစွာနဲ့နေဖုန်းပြတ်မဖြစ်ဘူးလားလို့ပို့ထားတဲ့လုပ်ဖို့ကင်ဘတ်တွေကြောင့်နှိုးစမ်းမမီပဲ17နာရီအထိအိပ်ပျော်နေတာကိုနားမလည်နိုင်သွားနဲ့အွန်းကျူကိုတက်စီခေါ်ခိုင်းပြီးထပြေးရပါတယ်ကားပေါ်ရောက်တော့သူမမပို့ထားပဲငါပဲလုံးကုံလောက်ထားတာမို့ငါလာသာတိုးတာကိုမကျေနပ်ဘူးလားလို့ဖြဲထားတဲ့ message တွေ Instagram ကသူမလျှို့ဝှက်သုံးနေတဲ့အကောင့်မှာအလုံးမထွက်ခင်အမတ်တရဓာတ်ပုံဆိုပြီးကုမ္ပဏီနဲ့သူ့ဘော်ကောင်းခဲ့တဲ့တထေးကိုပပဆက်ဆက်ဝေဖန်ထားတဲ့ post တွေကြောင့်နားမလဲစွာရုံးကိုပြေးသွားပါတယ်သူမကိုဒေါသကြီးထိုင်ဆောင်နေတဲ့လုပ်ဖို့ကင်ဘတ်တွေကိုအကောင့်ဟက်ခံရတာဖြစ်ကြောင်းရှင်းပြပေမဲ့အချင်းချင်းအတွင်းကြသိထားတဲ့ကိစ္စတွေဖော်ကောင်လုပ်ထားတာမို့ရဲတိုင်ပြီးဖြည့်ရှင်းပါမယ်လို့ပြောလဲအားလုံးကနောက်ကျောကိုဓာတ်နဲ့ထိုးခဲ့သူအဖြစ်သာမှတ်ယူလိုက်ပြီးဖြစ်ပါတယ်တထေးကလည်းကုမ္ပဏီရဲ့အထူး project အားလုံးဖျက်သိမ်းခံလိုက်ရသလိုပြန်အန်းငွေတွေပါဇက်တိုက်တောင်းခံနေရတဲ့ကိစ္စကြောင့်ကုမ္ပဏီပြိုလဲသွားသေးတဲ့အထိသူမပေါ်ဘာလို့အဲ့လောက်လောက်ရက်တာလဲလို့မေးခွန်းထုတ်လာပါတယ်တရားခံကိုအစဖော်ပြီးအကုန်ဖြည့်ရှင်းပေးပါမယ်ဆိုတဲ့နာမီရဲ့စကားတွေကမဖြစ်နိုင်တော့တဲ့အရာတွေမို့အပြင်ကိုတွန်းထုတ်ပစ်လိုက်ပါတယ်ဒါကိုတစ်ချိန်လုံးစောင့်ကြည့်နေတဲ့ဂျွန်
ယောင်းကတော့သူ့ပြစ်မှတ်နာမီရဲ့ဆက်ဆံရေးအားလုံးကိုတစ်ချက်တည်းနဲ့ဖျက်ဆီးပြလိုက်ပြီးဖြစ်ပြီးနာမီရဲ့ဘေးမှာအုံးကျူတယောက်သာကြံပါတော့တယ်ဒီကိစ္စတွေကိုတငယ်ချင်းနှစ်ယောက်ရဲစခန်းတက်တိုင်တော့အိပ်ပျော်နေတော့ဓာတ်ပုံတင်ပြီးဟက်ကန်လိုက်ရတဲ့ကိစ္စကိုရှင်းပြပေးမယ်ဟက်ကန်ရတဲ့ဆိုတဲ့တပ်တွေယူလာလို့ဆိုပါတယ်ဘာမှဆက်ပြောလို့မရမယ့်အတူတူစခန်းကပြန်ထွက်လာပြီးအကူညီလိုဝင်ဆက်သွယ်ပါဆိုတဲ့ digital ရဲရရှိဂျုံယောင်းထံစာဖို့ဆက်သွယ်လိုက်တဲ့အခါသူခီးထွက်နေလို့ကိုရီးယားမှာမရှိကြောင်းပြန်ပို့ပါတယ်ဖုန်းကိုထိုင်ထိတ်ချုပ်နေတဲ့ဂျုံယောင်းဟာပြန်တတိယလာပြီးဖြစ်တဲ့နာမီရဲ့ဖခင်ကြောင့်ဒီနေ့ကော်ဖီဆိုင်ပိတ်ထားမယ့်အကြောင်းစာပို့လိုက်ပြီးတမီဖြစ်သူကိုကောင်းကောင်းဆက်ဆံမှာပေါ့လို့ဆိုပါတယ်။သို့ပေမဲ့အိမ်က9နှစ်လောက်ထွက်လာတဲ့သူကိုဂရုတော်မစိုက်တဲ့ဖခင်မျိုးလည်းရှိနေတာမို့နာမီရဲ့ဖခင်ကတော်သေးရဲ့လို့ရည်ရွယ်နေပါတယ်။နာမီကိုမထိဖို့တောင်းဆိုနေတဲ့အိုဆောင်ယူဟာသူ့ဘောနာမီတန်တရားမဝင်သေးခင်အထိဘာမှမဖြစ်စီရပဲဦးလေးကြီးရှေ့ကိုရောက်လာဖို့အတွက်နာမီရဲ့ဖုန်းကနေတဆင့်3ရက်ကြာတယ်လို့ပြောပြပါတယ်။သူ့မှာဒီဖုန်းလေးတစ်လုံးရှိရုံနဲ့လူတစ်ယောက်ဘသူ့ကိုချစ်တယ်ဘသူ့ကိုတော့ကြည့်မရအောင်မုန်းတီးပြီးဘယ်အရာတွေကိုကြိုက်တတ်တာမျိုးကအစသိနိုင်လို့အခြားလူတစ်ယောက်အနေနဲ့ထိန်းချုပ်နေထိုင်လို့ရနေကြောင်းနာမီရဲ့ပုံနဲ့ပြပါတယ်။နာမီနဲ့အွန်ကျူတို့ဟာပိတ်ထားတဲ့ကော်ဖီဆိုင်ကိုဝင်ပြီးဟတ်တဲ့ဆိုရင်လည်းငွေညစ်မှမျိုးလို့ယူဆရင်ရပေမဲ့အခုကသူမတက်တက်အစဲခံရအောင်လုပ်နေတာမို့နားမလည်နိုင်ဖြစ်နေပါတယ်။ Instagram က Cruella အကောင့်ဟာအွန်ကျူအပြင်အခြားလူသိမထားတာမို့ဘာပဲဖြစ်ဖြစ်တရားခံပေါ်လာတဲ့အခါမှာသူမပေါ်ကောင်းကဲလျက်နဲ့စော်ကားခဲ့သလိုဖြစ်သွားတဲ့တထေးကိုတောင်းပန်မယ်လို့ဆိုပါတယ်။ဘသူဖြစ်မလဲလို့အတွေးများနေတော့စိုင်းတကားဖွင့်တဲ့အတူဂျုံယောင်းဝင်လာပါတယ်။နာမီကဖြော်ရည်ပြင်ပေးနေချိန်အွန်ကျူကအဲ့ဒီဌာနမှာသူတို့တငယ်ချင်းရှိကြောင်းပြောတော့ဝင်လာမကြသေးတဲ့အလုပ်တင်နဲ့ရင်းနှီးနေရလားလို့တည်ငြိမ်သွားပြန်ပြီးပါတယ်။တခုခုထူးခြားတာတွေ့ပြီလားဆိုတဲ့နာမီယာတခါတလေဖုန်းအားကုန်တာမြန်လွန်းတယ်လို့တွေးမိလာမရင်စပိုင်ဝဲတစ်ခုကြောင့်နာမီရဲ့ဖုန်းကင်မရာနဲ့စပီကာတွေကတစ်ဖက်လူရဲ့နားနဲ့မျက်စိလိုဖြစ်သွားပြီးအားလုံးကိုမြင်နိုင်ကြားနိုင်ခြေရခံနိုင်တဲ့အပြင်ဖုန်းကိုပါထိန်းချုပ်လို့ရနိုင်တဲ့အဲ့လို software မျိုးတွေကနိုင်ငံခြားကနေငွေနှဲငယ်နဲ့ဝယ်ယူလို့ရနေရလို့ရှင်းပြပါတယ်။အဲ့ဒီစပိုင်ဝဲကြောင့်ပုံနေစာတွေကိုကိုမတင်မဲ့တက်နေတဲ့အကြောင်းစကန်မှာအမှုဖွင့်လို့ရနိုင်ပေမဲ့ဘသူထက်ထားလဲဆိုတာကိုတော့ခြေရခံလို့မရတာမို့လောလောဆယ် data တွေဖျက်ပေးထားပြီးဖြစ်ပြီးအခြား link တွေ website တွေထဲမှဝင်ရန်ရုပ်တည်နဲ့တတိပေးကအဖိုးအခကိုလည်းနောက်မှပေးဖို့မှာပါတယ်။အပြင်ထွက်ကန်ဒီလမ်းမသိလို့လိုက်ပြပေးပါဆိုတဲ့နီးပညာသမားကိုမြေပုံကြည့်ပြီးမတော်တတ်ဘူးလားဆိုတဲ့အုံးကျူကြောင့်ကြောင်အန်းဖြစ်သွားပြီမဲ့ခဏပါပဲလို့ခေါ်ထုတ်ပါတယ်။ပြီးတော့အခုတလောအတူတူနေတဲ့လူရှိလားလို့မေးကစပိုင်ဝဲကိုဒေါင်းထားတဲ့အရေးအယောင်မတွေ့ရပေမဲ့ကိုယ်တိုင်ကူးထည့်ထားတဲ့လက္ခဏာဖြစ်နေပြီးအဲ့ဒီဖိုင်ကအဝေးကထိန်းချုပ်လို့ရမနေပဲတရားခံကိုယ်တိုင်ဖုန်းကိုယူ post တွေရှောက်တင်လိုက်တာမျိုးဖြစ်နိုင်တယ်လို့ပြောနေစဉ်အနေထိုင်မတက်ပဲဗီဒီယိုခိုးရိုက်နေတဲ့အုံးကျူကြောင့်ဂျုံယောင်းရဲ့အကွက်ထဲဝင်သွားပါတယ်။အဲ့ဒီနောက်တောင်ပေါ်မှာအလောင်း9လောင်းတောင်တွေ့ကြောင်းသတင်းပြနေတဲ့အုံးကျူဟာသူမတယောက်တည်းနေခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့မောင်းထုတ်လိုက်ပါတယ်။ရုပ်ပြက်ဆင်းပြက်ဖြစ်နေလို့မေးခွန်းထုတ်ကြည့်တော့မဖြစ်နိုင်မှသိပေမဲ့ငါဖုန်းကိုနေယူတင်လိုက်တာလားဆိုတဲ့မေးခွန်းကြောင့်အဲ့ဒီထူးဆန်းတဲ့ကောင်ပြောသွားတာနဲ့ငါတို့ထင်နေရလားလို့ပြန်မေးလိုက်ပြီးမဟုတ်ရင်မဟုတ်ကြောင်းသာပြောခိုင်းနေသူနာဘီယာသူလှုပ်လိုက်တာလို့ရွဲပြောကရဲတိုင်တိုင်လိုက်ဖို့နဲ့နောက်ထပ်သူမကိုဆက်သွယ်မလာတော့ဘူးပြောခဲ့လိုက်ပါတယ်။ပတ်သက်သူအားလုံးကိုရှင်းလင်းနိုင်ပြီမို့စိတ်မကောင်းစွာထွက်သွားတဲ့အုံးကျူကိုဂျွန်ယောင်းကကျင်းနဲ့စွာစောင့်ကြည့်နေပါတယ်။တောင်ပေါ်မှာမြုပ်ထားတဲ့အလောင်းတွေကအထက်ထက်ရှာတွေ့နေပြန်တာမို့တောင်တစ်ခုလုံးအနက်ရှာဖွေနေတဲ့ရဲတွေကအဖွဲမှုဦးကြီးမန်ကိုဆက်သွယ်ခိုင်းနေပါတယ်။အားလုံးကသူ့သားလက်ချက်ဆိုတာသိလာပြီဖြစ်တဲ့စုံတော့ဦးဟာဒါရီအားလုံးကသူ့အပြစ်လို့ယူဆနေပြီးဖော်ထုတ်လိုက်ဖို့ဖိအားပေးနေသူဂျွန်ဟိုကပဲအရင်ဆုံးဂျွန်ယောင်းရဲ့ဖုန်းမြင့်ဆိုင်ကိုစစ်ဆေးဖို့ခေါ်လာပါတယ်။သို့ပေမဲ့အခန်းတစ်ခုလုံးကဘာသက်သေမှမကျန်အောင်ရှင်းလင်းခံလိုက်ရပြီဖြစ်ပါတယ်။နာမီယာသူမအတွက်အကောင်းဆုံးတငယ်ချင်းအွန်ကျူနဲ့ရိုက်ထားတဲ့ဗီဒီယိုတွေကိုပြန်ကြည့်ရင်ထိုင်ကုန်နေပြီးအားကုန်သွားတဲ့ဖုန်းကိုလွှင့်ပစ်လိုက်တဲ့နောက်ကွဲသွားတဲ့ဖုန်းကိုကြည့်ရင်သတိရသွားပါတယ်။စုံတော့ဦးတို့ကနှစ်နှစ်တွင်ဖောက်တဲ့ဒီလောက်ရှိစရာအကြောင်းမရှိပဲဖုန်းပြင်ဝင်လျှောက်လော်အားလုံးကဂျွန်ယောင်းရဲ့ပြစ်မှတ်တွေဖြစ်နိုင်ကြောင်းယူဆပြီးအလောင်းရှာတွေ့ထားတဲ့9ယောက်အပြင်10ယောက်မြောက်အီနာမီထံမှာရှိနေလိမ့်မယ်လို့ဆိုပါတယ်။ရသလောက်တဲလွန်သာရှာအောင်မယ်ဆိုတဲ့စုံတော့ဦးဟာရုပ်တံကထုတ်လွှင့်လိုက်ရင်ပြစ်မှတ်ကိုလက်လွတ်ပြီးရှောင်သွားနိုင်တယ်လို့အကြံပေးပေမဲ့သူ့သားကိုသူကိုယ်တိုင်ဖမ်းမယ်လို့ခေါင်းမာနေတဲ့အတွက်နောက်ဆုံးလူတစ်ယောက်သိသွားရင်အကိုကြီးတတ်တာလို့ဂျွန်ဟိုကပြောနေစဉ်ရဲတွေဝင်လာပါတယ်။နောက်မှအတူပါလာသူကနာမီဖြစ်ပြီးသူမဖုန်းနဲ့စပိုင်ဝဲသွင်းခဲ့တယ်လို့ယူဆရတဲ့ဖုန်းမြင့်ဆိုင်ကိုရဲတွေနဲ့အတူပြန်လာတာလို့ပြောပြပါတယ်။နာမည်ကိုမေးကြည့်လိုက်တော့သူတို့ကာကွယ်ရမယ့်ပြစ်မှတ်အီနာမီဖြစ်နေသလိုနာမီယာလုပ်ငန်းလိုင်စင်ပေါ်ကအိုဂျွန်ယောင်းဆိုတဲ့နာမည်ကိုကြည့်နေတဲ့အတွက်သူ့ကိုမုန်းနေမှသိတဲ့စုံတော့ဦးကမျိုးရိုးနာမည်ကိုတော့ပြောင်းထားလောက်မယ်လို့ပြောပါတယ်။ဒါဆိုသူမသိထားတဲ့အိုဂျွန်ယောင်းဆိုတဲ့လူကသာဒီဆိုင်ရဲ့ပိုင်ရှင်ဆိုရင်စပိုင်ဝဲကိုသူမဖုန်းနဲ့သွင်းထားလောက်အောင်မှမို့တန်တရားလဲရှင်းအောင်စုံတော့ဦးရဲ့ဖုန်းနဲ့ဒီဂျစ်တယ်ဌာနကိုဆက်သွယ်ကြည့်တော့မှထိုဌာနမှာအရာရှိအိုဂျွန်ယောင်းလည်းမရှိအိုဂျွန်ယောင်းလည်းရှိမနေပါဘူး။ဒီတော့သူမဖုန်းနဲ့စပိုင်ဝဲကိုတိုင်သွင်းကိုကြီးပေးသလိုလုပ်နေတဲ့ထိုလူကဘာပြစ်မှုတွေကျူးလွန်ထားလို့ဒီလောက်စုံစမ်းနေရလဲမေးပြီးမဟုတ်တာတွေကိုအွန်လိုင်းပေါ်ရိုက်တင်နေသူလားဆိုတော့အမှန်တိုင်းပြောမဲ့ဂျုံကိုစားစုံတော့ဦးကမှန်တယ်လို့ဝင်ဖြေလိုက်ပါတယ်။ပြီးတော့တယောက်တည်းနေတဲ့နာမီရဲ့အိမ်ကိုအကောင်လာမှတေချာလို့လိုက်ပို့မယ်ဆိုတဲ့အခါအဲ့လိုကနေတတိထားမိပြီးလွတ်သွားရင်ရောလို့မေးတော့ပိုကောင်းတယ်လို့ဂျုံဟိုကဆိုပါတယ်။အကောင်ကြောင့်သူ့ချစ်ရဆုံးတငယ်ချင်းကိုတစ္ဆာဖောက်လို့ထင်မှတ်ခဲ့တာဖြစ်ပြီးဖမ်းလို့မမိမချင်းတယောက်ယောက်က
စောင့်ကြည့်နေရလို့စိတ်ထင်နေရအောင်မှမို့တေချာပေါက်ဖမ်းမိအောင်သူမကပဲဘာမှမသိတယ်လို့နဲ့ရုံအောင်လုပ်ပြီးများခေါ်မယ်လို့ဆိုပါတယ်ဒီအချိန်မှာမဖမ်းနိုင်မချင်းအခြားနေတာသူတွေပေါ်လာအောင်မှမို့သူမအကြံစီတိုင်း laptop ပါဟက်ကန်ထားရလားဆိုတာစစ်ချင်တဲ့အတွက်ဒီညအားရင်အိမ်လာခဲ့ပေးဖို့စာပို့လိုက်ပါတယ်တကောင်းသားဦးကျုံရောင်းကလည်းမျက်မှန်မတက်ပဲသပင်ညက်လိုက်ရင်ပိုကြည့်ကောင်းမယ်ဆိုတဲ့နာမီရဲ့စကားအတိုင်းသူ့ကိုယ်သူအစွမ်းကုန်မြင့်စင်ကနာမီအဖေရဲ့ကားကြီးနဲ့ထွက်လာပါတယ်နာမီကလည်းသူမစောင့်နေသလိုပုံစံနဲ့စာပို့ပြင်ဆင်ကရောင်းရင်ဖုန်းဆက်ဖို့စာပို့လိုက်ချိန်အိမ်ရှိရောက်လာတဲ့ဂျွန်ရောင်းကိုသူ့အဖေကစောင့်ကြည့်နေပါတယ်နာမီထံဖုန်းခေါ်နေတဲ့ဂျွန်ရောင်းကသူ့အဖေရောက်နေမှသိတာနဲ့ပြေးဖို့ပြင်ပေမဲ့နာမည်ခေါ်လို့ရက်နေလိုက်ပါတယ်တနက်နဲ့အသင်းပြင်ထားတဲ့သူ့အဖေကြောင့်ထွက်ပြေးဖို့ပြင်ပေမဲ့ရှေ့ကပိတ်ဖမ်းလာတဲ့ဂျွန်ကိုကြောင့်ထွက်ပေါက်မရှိတော့တဲ့အတွက်သူ့နာမည်ဂျွန်ရောင်းမဟုတ်ကြောင်းယူကျင်အောင်ဆောင်လိုက်ပါတယ်တာမန်ပြည်သူကိုတနက်နဲ့ချင်းချောက်လို့မရဘူးဆိုတဲ့ဂျွန်ရောင်းဟာတနက်နဲ့ချိန်ရွယ်ထားတာတော့ကြောက်ရွံ့ဟန်မပြတဲ့အတွက်မှတ်ဖို့နေပြဖို့တောင်းဆိုပါတယ်ခေသူမဟုတ်တဲ့ဂျွန်ရောင်းကလည်းရဲရိဆိုတာတေးကြောင်အရင်ပြလို့ဆိုရင်ဖုန်းနဲ့ဗီဒီယိုရိုက်ယူနေရကြောင်းမမြင်ဘူးတဲ့ဂျွန်ဟူကတောင်းပန်လွတ်လိုက်တာကိုအဖေရင်းဖြစ်တဲ့စုံတော့ဟူကလည်းသူ့သားမဟုတ်တာကြောင့်လှုပ်ပေးလိုက်ပါတယ်ဒါကိုမသိလိုက်တဲ့နာမီယာရဲရိကိုသူမရင်ခေါ်ပြီးဖုန်းကိုအထဲမှာထားကပိတ်ရက်မှလာမယ်လို့စာပို့ထားကြောင်းပြောတော့စုံတော့ဟူကမေးတခုခုအမားလုံးပြီးလို့ရောက်မလာလားလို့မေးပါတယ်ဖုန်းပွင့်တာနဲ့အမြန်ဆုံးဖမ်းမယ်ဆိုတဲ့ဂျွန်ဟူဟာသူမတို့ဘာတွေကြံစီနေလဲဆိုတာရိပ်မိသွားပြီလားမေးတော့အဲ့ကောင်လာစရာဒီတနေရာပဲရှိတယ်လို့ဆိုပါတယ်ဒါဆိုအချင်းချင်းဆက်သွယ်ဖို့အိမ်ကဖုန်းအောင်တစ်လုံးကိုပဲတုံးထားမယ်ဆိုတဲ့နာမီယာအဲ့ဒါပိုကောင်းတယ်လို့ဝင်ပြောလာသူစုံတော့ဦးကိုမျက်စောင်းထိုးခဲ့လိုက်ပါတယ်ဒီအချိန်ဌာနမှုထံကဖုန်းဝင်လာပြီးနောက်ဆုံးသိခဲ့တဲ့အိုမီကျောင်းရဲ့ဖုန်းခေါ်မှတ်တမ်းမှာစုံတော့ဦးရဲ့နံပါတ်ရှိနေသလိုစုံတော့ဦးရဲ့မိန်းမဖြစ်သူပို့လိုက်တဲ့ပစ္စည်းတွေပါအဲ့ဒီအိမ်မှာရောက်နေရကြောင်းမေးခွန်းထုတ်လာပါတယ်တကယ်ပဲတရားခံကမင်းရဲ့သားမို့တသက်ခံနေရကိုရေနဲ့ဖြန်းခဲ့ရလားမေးတော့သူကိုယ်တိုင်ဖမ်းဖို့ပြင်ဆင်နေကြောင်းရှင်းပြပေမဲ့ပြစ်မှုစုံစမ်းရေးကစုံတော့ဦးကိုပါစစ်ဆေးဖို့ပြင်နေပြီမို့သူဖြေရှင်းပေးမယ်ပြန်လာခဲ့လို့ဆိုပါတယ်နာမီတယောက်အန်ဆွဲတဲ့ကဖုန်းအဟောင်းကိုစင်ကတ်လဲပါဝါဖွင့်လိုက်ပြီးအွန်းကျူကိုတတိယစွာကြည့်နေပါတယ်ဂျွန်ကတော့အရင်ဆုံးနားလည်မှုလွဲနေရကိုဖြေရှင်းပြီးမှနာမီကိစ္စပြန်လုပ်ရန်တိုက်တွန်းကနာမီကိုလည်းသူတို့စကန်ခဏပြန်ဖို့တယောက်တည်းနေရလာမီတော့ဟိုကောင်ကလူသက်သမားမဟုတ်လို့အစင်ပြေကြောင်းပြောနေပေမဲ့အသေးကျွမ်းအိမ်ကိုဖြစ်ဖြစ်ခဏပြောင်းနေဖို့တတိပေးကခေါ်ခဲ့လိုက်ပါတယ်ဒီအချိန်ဖုန်းထဲမှာသူမဖေက follow လက်ခံကြောင်းစာဝင်လာလို့အကောင့်ထဲဝင်ကြည့်တော့သူမငယ်စဉ်ကပုံလေးတွေသူမအမေနဲ့ပုံလေးတွေနဲ့အတူနာမီကမိခင်နဲ့တဖြည်းဖြည်းတူလာရလို့ရေးတင်ထားပါတယ်တားကောင်ကိုကြားကရင်းဝထံပို့ပေးခဲ့တဲ့ရဲတွေကဂျွန်ရောင်းဆက်သွယ်လာရင်တယောက်တည်းမတွေ့ပဲသူတို့ကိုဆက်သွယ်ရန်မှာတာကြောင့်တခုခုပြန်ရေးပေးလိုက်ပြီးစာအမြဲပို့နေမှာမို့အဆက်အသွယ်ပြတ်သွားရင်သူမတခုခုဖြစ်နေရလို့မှတ်ရန်မှာလိုက်ပါတယ်အိမ်ထဲဝင်လာတဲ့နာမီတယောက်သူမဖေအိတ်နေပြီလားလို့အခန်းတကာဖွင့်ကြည့်တော့အိတ်ရပေါ်လှဲနေတာမြင်တာနဲ့သူမအခန်းထဲလှဲနေလိုက်ပါတယ်ဖုန်းအဟောင်းထဲမှာသူမလှုပ်ဖို့ကင်ပတ်ဟောင်းနေရှိနေသေးတဲ့ group တွေတကယ်တောင်းပန်ပါတယ်ဆိုတဲ့စာမပို့ခင်ဖုန်းပြောင်းထားတာထင်တယ်ဆိုတဲ့ဂျွန်ရောင်းထံကစာဝင်လာတာကြောင့်သူလည်းဖုန်းအသစ်ပြောင်းထားတယ်ဆိုတဲ့ဖုန်းကိုစာပြန်ပို့လိုက်တဲ့အခါအနီးနားက vibrate မြည်တမ်းကြားလိုက်ရပါတယ်စိတ်ထဲဘဝင်မကြတာနဲ့ဖုန်းခေါ်ကြည့်လိုက်တော့အပေါ်တက်တက်ကဖုန်းရဲ့တုန်ခါမှုအတန်ကြီးထွက်လာပြီးမို့သူမဖေအခန်းထဲပြေးဝင်ကြည့်တော့ခေါင်းတွေကိုစောင်းချုံပေးထားတာဖြစ်နေပါတယ်ရဲရီရဲ့ဖုန်းနံပါတ်ကိုရိုက်တော့လဲ delete ကလုတ်ကိုနှိပ်ပြပြီးဓာတ်ပုံမှာရိုက်ပြနေတဲ့ဖုန်းကိုလွှတ်ချလိုက်ပါတယ်ပြတင်းပေါက်ကထွက်ပြေးဖို့ကြိုးစားနေတော့သူမဖေရဲ့အတန်ကိုကြားလိုက်ပြီးမဲ့တေချာနားထောင်ကြည့်တဲ့အခါမှာစပီကာကအတန်မို့လက်နက်တစ်ခုယူကထွက်သွားပါတယ်ဒါဖားနှစ်ယောက်ကားပေါ်မှာပြောဘူးတဲ့ဒီထူးဆန်းတဲ့ကောင်ကိုတန်တရားဝင်နေတဲ့ဆိုတဲ့ဖခင်ရဲ့အတန်ကိုပြန်ဖွင့်ပြနေတာဖြစ်ပြီးဘေးကဆိုဖာအောက်ကနေဗီဒီယိုထောင်ပြလာသူကတော့ဂျွန်ရောင်းပဲဖြစ်ပါတယ်လူမတက်မိခင်သူမဖေဘဲမှာလဲမိတော့အဖမ်းခံနိုင်ရတဲ့သူမဖေရဲ့ဗီဒီယိုကိုထုတ်ပြပါတယ်တစ်ဖက်မှာစကန်းကိုပြန်နေတဲ့ဂျွန်ဟိုတို့ထံဖုန်းဝင်လာပြီးဂျွန်ရောင်းကိုပြန်ရှာတွေ့ပြီဆိုပေမဲ့လူပြောင်းမှတ်တမ်းတင်ဖို့အဖွက်မှုရဲ့ DNA နဲ့ဆက်စစ်ကြည့်တဲ့အခါလွန်ခဲ့တဲ့တစ်နှစ်ကရေလောင်ကန်မှာရှာတွေ့ခဲ့တဲ့ပိုင်ရှင်မဲ့ခန္ဓာကိုယ်နဲ့သွေးသားတော်ဆက်တဲ့ဆိုတဲ့အဖြေထွက်လာကြောင်းအတိလန့်ပေးပါတယ်နာမီယာသူမဖေကိုကယ်နိုင်ဖို့အတွက်ဘာမဆိုလုပ်မယ်လို့အာမခံတဲ့အခါစာမပြတ်ဖို့ပြောထားတဲ့စုံနောက်တွေကိုစာပို့ဖို့ပြောလိုက်တာကြောင့်သူမအိတ်တော့မယ်လို့လိန်ပို့လိုက်ပါတယ်ဖုန်းတောင်းယူကြည့်နေတဲ့ဂျွန်ရောင်းကိုသူမဘာအမားတွေလုံးပြီးလို့ဒီလိုလုပ်ရတာလဲမေးတော့ဘာအကြောင်းရင်းမှရှိမနေပဲနာမီရဲ့ဖုန်းကိုကောက်ရလို့သာဖြစ်ကြောင်းအေးဆေးစွာဖြေပါတယ်အခုဘာဆက်လို့ရမလဲဆိုတော့တယောက်မှအနားမှာမရှိတော့တဲ့နာမီရဲ့ဘေးကလူတွေ24နာရီအတွင်းဆက်သွယ်လာရင်အသက်ရှင်ခွင့်ပေးမယ်လို့ပြောနေချိန်သူမဖေဆောင်ခိုင်းထားတဲ့ဓာတ်ကိုအသင့်ပြင်လိုက်ပါတယ်ဒီတော့ဖခင်ဖြစ်သူကိုကယ်ဖို့ကြိုးစားမနေပဲသူ့ကိုတတ်မလားထွက်ပြေးမလားရွေးချယ်ဖို့မှာကအပေါ့သွားအောင်မယ်လို့ထွက်သွားပါတယ်ဘေးကတန်ကြုံတစ်ချောင်းနဲ့တက်ပြစ်ဖို့နောက်ကလိုက်သွားတဲ့အခါတကားပြန်ပွင့်လာပြီးမဲ့ထွက်မလာသေးတာကြောင့်ချောင်းကြည့်တော့သူမဖေကိုဖမ်းပြီးဓာတ်နဲ့ရွယ်ကတန်တုပ်ကိုချခိုင်းပါတယ်အဲ့ဒီနောက်သူပြစ်ချပေးတဲ့တိတ်ခွေနဲ့ခြေထောက်ကိုပတ်ခိုင်းကဒူးထောက်ပြီးလက်နောက်ပစ်ထားရန်အမိန့်ပေးပါတယ်ဖခင်ဖြစ်သူရဲ့အသက်ကိုငဲ့ပြီးပြောသမျှအားလုံးလက်ရောခဲ့ပြီးမဲ့အဖမ်းခံရတာ24နာရီအထိနာမီရဲ့ဖခင်တန်ဆက်သွယ်လာသူမရှိဘူးဆိုကရေရီဖွင့်ချလိုက်ပြီးဖြစ်တာကြောင့်အဲ့လိုမလုပ်ရန်အော်ဟစ်တောင်းပန်ပါတယ်သူမဆုံးဖြတ်ခဲ့တဲ့အရာတွေအတွက်တောင်းပန်ပါတယ်လို့ပြောရင်ဖခင်ကိုလှုပ်ပေးဖို့ဘာမဆိုလုပ်ပါမယ်ဆိုတဲ့အခါခဏစဉ်းစားလိုက်ပြီးဒါဆိုကိုယ့်အဖေကိုတတ်လိုက်လို့ဆိုကပါဇက်ကိုတိတ်နဲ့ကတ်လိုက်ပါတယ်အဲ့ဒီနောက်နာမီကိုပါခြေထဲပစ်ချလိုက်ပြီးသူတက်ခဲ့ဘူးတဲ့တားကောင်
နေတော့ကအတိုင်းဓာတ်ပုံရိုက်ယူကအပြင်ရောက်တော့ဝေါ်ပေပါပြောင်းလိုက်ပါတယ်အေးလူခုံမှပြန်ထိုင်ရင်နာမီပြစ်ချခဲ့တဲ့လိပ်စာကတ်ကိုအပြင်းပြေကောက်ယူဖြန့်ကြည့်တဲ့အခါမှာသူကြားနေရသလိုစာအမြဲပို့နေရမှာမဟုတ်ပဲဖုန်းခေါ်ခိုင်းတာကိုမြင်လိုက်ရပြီး channel ကိုလည်းစုံတောက်တီကြုံဝင်လာတာလှမ်းမြင်လိုက်ရပါတယ်အိမ်ထဲဝင်လာတဲ့ဂျွန်ရဲ့နောက်ကိုတင်းငိမ့်သွားလိုက်လာပြီးတန်ညွန်နဲ့ထိုးတော့မဲ့အချိန်နှထင်ကိုတနက်နဲ့ချိန်လာတဲ့စုံတောက်ဦးတယောက်သူ့ကိုအဖေလို့ခေါ်နေတဲ့ဂျွန်ရောင်းကိုတနက်တင်နဲ့ထူရိုက်ပါတော့တယ်ရေထဲမှာသေလို့မျောပါဖြစ်နေတဲ့နာမီတို့ကိုဂျွန်ကကယ်ထုတ်ပေးနေပြီးစုံတောက်ဦးဟာသူ့သားဂျွန်ရောင်းဘယ်မှာလဲလို့မေးတော့သူကမှအဖေသားအဆက်ပါဆိုတာနဲ့အဖေကြောင့်ကျွန်တော်ဒီလိုဖြစ်နေရလို့ဇလန်းဆင်ပါတယ်သို့ပေမဲ့စုံတောက်ဘားကိုရိုက်ကအဲဆောက်ယူကလူတတ်နိုင်မဲ့ဆိုတာတကယ်ယုံနေရလားလို့ပြန်မေးရကြောင်းထက်အထိုးခံရပါတယ်ဂျွန်ရောင်းဘယ်မှာလဲထပ်ပြီးတော့အိတ်ကိုကြည့်နေရကြောင်းဖွင့်စစ်ကြည့်တဲ့အခါဖုန်းပြောက်သွားတဲ့သူ့သားဦးဂျွန်ရောင်းလဲဒီလူရုပ်မာရဲ့သားကောင်ဖြစ်ခဲ့ရပြီးအခြားလူတယောက်အဖြစ်အပင်အားသေးတွေနဲ့တစ်ပင်ဆိုင်ရင်နေထိုင်နေတာတွေဖခင်ဖြစ်သူကိုမကျေနပ်တဲ့စိတ်တွေကြောင့်လူသက်သမားဖြစ်အောင်လုပ်ရမယ်ဆိုတဲ့အချက်လက်တွေကယခုလိုခွင်းသက်လူသက်သမားဖြစ်လာစေတဲ့ဦးဂျွန်ရောင်းရဲ့ပထမဆုံးပြစ်မှတ်ဖြစ်ခဲ့ပါတယ်နာနာကြီးကြီးနဲ့တနက်ဆွဲယူပြီးပြစ်တက်ဖို့ကြိုးစားလိုက်ပေမဲ့စုံတောက်တယောက်ဖြစ်နေတာမို့အပြစ်အလုံးဝန်ခံပြီးတရားဥပဒေရဲ့စီရင်ခြင်းကိုလိုက်နာပါမယ်ဆိုတဲ့လူတယောက်ကိုမပြစ်နိုင်ခဲ့ပါဘူး။သို့ပေမဲ့ဖခင်ကိုဆုံးရှုံးလိုက်ရသူနာမီကတော့ဂျွန်ဝိုရဲ့တနက်ကိုဖတ်ယူကသူမကိုထီမထင်သလိုမင်းငေါနေတဲ့စိတ်ဒသကောင်ရဲ့ရင်ဘတ်ကိုနှစ်ချက်တိတိပစ်ခတ်လိုက်ပါတယ်။ဘသူမှတားဆီးလို့မရလိုက်တဲ့အခိုက်အတန့်တစ်ခုကြောင့်စုံတော့ဦးကိုယ်တိုင်ကြောင်အနေတုံးမှာပဲနာမီဆိုတဲ့ခတ်တိုးတိုးရေရွတ်တန်ကြောင်လှည့်ကြည့်တော့သူမဖေကအသက်ရှင်နေသေးတာမို့ဝမ်းသာအားရပွေဖက်လိုက်ပါတယ်။အားလုံးပြီးဆုံးသွားပြီမို့နာမီတို့သားဖကိုအရေးပေါ်ကားနဲ့ပို့ပေးခဲ့ပြီးတရားခံရဲ့ဆက်ဆက်ပစ္စည်းတွေကိုတတ်သိအဖြစ်တင်စီခဲ့ကြပါတယ်။ရဲနှင်းငယ်ကြာလာတဲ့အထိတမျိုးလုံးနဲ့မှာထိုသတင်းတွေကြီးပြန့်နှံ့နေပြီးရဲရရှိပြစ်ခတ်ပန်းသီးခြင်းခံရတဲ့တရားခံဟာမေ့မျောနေသေးမှုတတိယလာတာနဲ့မွေးသေးနောင်သွင်းမထားတဲ့ထိုကွင်းသက်သမားရဲ့လူတက်မှုကိုစစ်ဆေးမယ်လို့ကြေညာနေပါတယ်။နာမီတယောက်ကော်ဖီဆိုင်မှာအလုပ်ပြောင်းဝင်နေပြီဆိုတဲ့အတွက်နားလည်မှုလွဲခဲ့ကြတဲ့လုပ်ဖို့ကိုင်ဘက်တွေကအားပေးဖို့ပြင်ဆင်နေကြပါတယ်။ဖခင်ရဲ့ကော်ဖီဆိုင်မှာအချစ်ဆုံးတငယ်ချင်းအွန်ကျူရဲ့တေဖေးကလွတ်လာတဲ့ဖခင်ဖြစ်သူရဲ့နဲ့အလုပ်လုပ်နေတဲ့နာမီကိုလူတယောက်ကဖုန်းကင်မရာနဲ့စောင့်ကြည့်နေတာမို့တတိထားမိပြီးပြန်လှည့်ကြည့်